ဒီလိုရာသီဥတုမျိုးမှာကျွန်တော်တို့ကအတိတ်ကိုပြန်လွမ်းတတ်ကြတယ်မလားအနေကင်းတိုင်းမှာအပူပင်ကင်းမဲ့စွာနဲ့နိုးထခဲ့ရပြီးတော့ကျွန်တော်တို့သွားချင်တဲ့နေရာတွေကိုလွတ်လပ်လပ်သွားခဲ့ကြပါတယ်ဒီနေရာလေးကတော့ကျွန်တော်တို့ငယ်ဘဝရဲ့အမတ်တရအဖြစ်ဆုံးနေရာတစ်ခုလို့တော့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ငယ်ငယ်တော့ကအမြဲတမ်းလာနေကြမှုပါ။ဒီကမ်းခြေလေးကတော့ကျွန်တော်တို့ရွာရဲ့တစ်ခုတည်းသောကမ်းခြေငယ်လေးပေါ့ဒီနေရာကျတော့အမြဲတမ်းမရောက်ဖြစ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့သူကရွာရဲ့ဟိုးအစွန်ဖက်မှာရှိနေလို့ပါနောက်ပြီးမိုးရွာတဲ့နေ့တွေစူညံခဲ့တဲ့စကားဝိုင်းတွေပေါ့နောက်ပြီးတိတ်လာတဲ့နေဝေချင်းတွေကိုငေးကြည့်ခဲ့ပူပါတယ်အရန်နာပူရပဲလောက်ရမနေရောတော်တယ်